Hello everyone, welcome back to Geo Diary. အခု Geo Diary တို့သွားနေရကတော့ဘန်ကောက်မြို့မှာရှိပြီးတော့အရန်ကိုပြောစရာကောင်းတဲ့အရန်လဲလှတဲ့ကာတွန်းကမ္ဘာလေးတစ်ခုတည်းကိုပဲဖြစ်ပါတယ်။ဒီနေရာလေးကိုတော့ Chocolate Field လို့ခေါ်ပါတယ်။နေရာလေးရဲ့နာမည်က Chocolate Field ဆိုပေမဲ့သူက Chocolate Factory တို့ Chocolate Park တို့တော့မဟုတ်ပါဘူး။တကယ်တော့ဒီနေရာလေးက restaurant မှာစားတောက်ဆိုင်ဖြစ်ပါတယ်ရှင်။စားတောက်ဆိုင်ဆိုပေမဲ့ရိုးရိုးစားတောက်ဆိုင်မဟုတ်ဘဲနဲ့စားတောက်ဆိုင်တစ်ခုထက်အများကြီးပိုတဲ့စားတောက်ဆိုင်တစ်ခုပါ။ဆိုတော့ဘာတွေများထူးထူးခြားခြားဖြစ်နေမလဲဆိုတာကိုဆက်ပြီးတော့ကြည့်ကြရအောင်ပါနော်။ Right at Chocolateville. Give it up for tonight's special show, LED Light Christmas Boat Show. Let's dance, smile, and celebrate together. Let your heart shine like the lights tonight. Merry Twinkle Christmas, everyone. Christmas အချိန်ဆိုရင် Christmas, Halloween အချိန်ဆိုရင် Halloween စတဲ့ seasonal decoration တွေ show တွေလက်ပုံရိုက်လို့လှတဲ့ photo spot လေးတွေတရားလေးတွေရေကန်လေးတွေနောက်ပြီးတော့ vintage ကားလေးတွေပြီးတော့ fairy tale style village လေးပေါ့နော်စသဖြင့်အများကြီးထည့်ပြီးတော့တိစောက်ထားတဲ့ open air restaurant ပဲဖြစ်ပါတယ်ဒီလိုလာကြတဲ့လူတွေအများစုကစားကြတောက်ကြဖို့ထက်နေရာလေးကအရန်လှတော့လာလေကြတဲ့သူတွေများပါတယ်။ Entry ticket တစ်စောင်ကိုဘတ်200ပေးရပါတယ်ရှင်။ပြီးရင်တော့အဲ့ဒီ ticket ထဲကနေပြီးတော့ဘတ်100ကိုပြန်ပြီးတော့အစားအသောက်ပြန်စားလို့ရပါတယ်။ဒီနေရာလေးကတော့ social media ပေါ်မှာဆိုလို့ရှိရင်အယုတ်ကလေးတွေအရန်ကိုလှုပ်ရွပြီးတော့ကတာနဲ့ပတ်သက်ပြီးတော့နာမည်ကြီးပါတယ်။ show လေးတွေစုံအောင်ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ညနေဘက်လောက်ထဲရအောင်သွားဖို့အတွက်အကြံပြုပါတယ်ရှင်။ဆိုင်ကတော့ည7:00 နာရီလောက်မှာပိတ်ပါတယ်။ညနေဘက်လောက်ရအောင်လာမယ်ဆိုလို့ရှိရင်တော့ကပီပါရာကောင်လေးနဲ့လည်းအစာကျွေးပြီးတော့ဓာတ်ပုံလေးရိုက်လို့ရပါတယ်။ Geo Diary ကိုရောက်သွားတဲ့အချိန်ကညဘက်9:00 နာရီလောက်ဖြစ်နေတော့သူတို့တော့မတွေ့ကြရတော့ဘူးပေါ့နော်။
ศจากกรมอุตุนิยมวิทยาประจำหมู่บ้านช็อกโกแลตฮิลล์ในอีก 10 นาที อุณหภูมิจะลดลงอย่างรวดเร็ว ลมหนาวกำลังจะพัดผ่าน จนเกิดปรากฏการณ์หิมะตก เตรียมตัวให้พร้อมสำหรับหิมะโปรยปลายที่จะปกคลุม The falling snow covering the entire lighthouse. Feel the chill and the joy of Twinkle Christmas. ဒီနေရာလေးမှာအဓိကကတော့ကလေးလေးတွေအရန်ပျော်ကြပါတယ်။နောက်ပြီးတော့ကိုယ့်ရဲ့ချစ်သူ baby girl လေးနဲ့ဒိတ်ဖို့လဲတကယ်ကိုတင့်တော်တဲ့နေရာကောင်းလေးတစ်ခုလို့ညွှန်ချင်ပါတယ်ရှင်။ Okay အခုဆိုရင်တော့စကားတွေအများကြီးမပြောတော့ဘဲနဲ့ chocolate V ရဲ့မှာတစ်ပတ်လောက်လိုက်ကြည့်ကြမယ်နော်ในอีก 10 นาที เตรียมหัวใจให้พร้อมกับเลิฟโค้ชโชว์สุดน่ารักดียอกี้และเลิฟไม่รัก toilet သွားတဲ့လမ်းတစ်လျှောက်မှာကအစား decoration လေးတွေနဲ့ပေါ့နော်တော်တော်လှပါတယ်ရှင်
တဝင်းလုံးကိုပတ်ပြီးရဲ့အချိန်မှာတော့ဒါက Joe Diary တို့ဝင်လာခဲ့တဲ့ entrance ပြန်ထွက်ရမယ့် exit လိုက်ဟုတ်တယ်ပေါ့နော်ဒီနေရာလေးကိုပြန်ပြီးတော့ရောက်လာခဲ့ပါပြီဆိုင်လဲပိတ်ပြီးဆိုတော့မဖြစ်မနေပြန်ရတော့မယ်ပေါ့နော်ဒါပေမဲ့နောက်ဘက်မှာတော့ Joe Diary တို့ကနောက်ထပ် vlog အသစ်ကလေးတွေနဲ့ပြန်လာအောင်မှာပဲဖြစ်ပါတယ်ရှင်ဒီနေ့ Joe Diary တို့နဲ့အတူတူ chocolate video ကိုလိုက်ခဲ့ပြီးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးပဲတင်ရှိပါတယ်ရှင်